တော်မိုးလာပါပြီစေအားလုံးမင်္ဂလာပါခဏဆက်လိုက်တော့ရောက်တော့ရတာတော်မိုးနဲ့တွေ့ရပါဟုတ်ပြီပြောတော့မို့လာတော့ပါဗျအလုပ်ဝင်လိုက်နေနေပြီဗျအမလေးတော်ရှင်းတဲ့တွေ့ကမှာဟုတ်တယ်လေတော်မို့တော်နဲ့တော့တွေ့မကနိုင်ပါဘူးရှင်ဘာဖြစ်လို့တော့တွေ့ကိုလည်းတော်ပြန်ကြည့်ပါဦးဘလူးသမ ्या ကြီးစားလာရုံနဲ့မင်းတို့ကလည်းဟုတ်တယ်လေကွာမင်းရောက်တယ်ရုပ်ဟုတ်လို့မင်းရောက်ကွာဘလူးသမ ्या လေးစားရတယ်ရုပ်ကြည့်ပါကွာတော်ကမှာကွာလာပါတော်မို့ရအောင်မယ်လူဝင်နေတော့မှာဗျမနေ့ကပြောမရကံပဲနောက်ဆောင်ရနေပါဟာလေအမေလည်းကောက်ချလာနေခါလေးရှင်းနေစမ်းလို့ရဝင်းကြည့်ပါကိုရှေ့ရရှင်းလို့မောင်းလို့ကြည့်ကိုမကြိုက်သေးပါရှင်းခက်တဲ့မော်ရင်ရွှေရိုးကမှတော့မချင်နိုင်မှာဟေးဒီမဲမော်ရတော်မို့ဟေးဒီမဲမော်ရတော်မို့ဟာလေခက်တဲ့မော်ရင်ရွှေရိုးလို့ပြောင်းလိုက်မှာကြောက်ကြောင်းမဲမဲငါကမတော်ခါလေးနမောလေးကိုကုန်ယူပါတော်မို့ရရှင်းလို့စားတာကိုဝါဦးရှေရနမောလေးကိုကုန်ယူပါတော်မို့ရရှင်းလို့စားတာကိုဝါဦးရှေကြီးရှင်းချင်းမှုထိတ်တယ်လို့ဒါမြမကိုပြည့်စင်မှာအလူပွဲတူမဲဆုံးမဲတာနေမှာ
ကဲဒေါ်မိုးသင်းပြီးသွားပြီနောက်တစ်ပုတ်63ရောက်မင်္ဂလာပါတညတစ်မျိုးပေါ့မယိုးအောင်အလူချက်လို့မရဘူးတချင်ရအလူချက်လို့မရဘူးတရက်ဆောင်တာပဲမင်္ဂလာပါစစ်ရမမမင်းသားတရားလို့အားတယ်မင်းသားတရားတရားတယ်ပဲကလို့မပြောဘူးမင်းသားတရားလာတော့ဖြစ်ပြီမင်္ဂလာပါဒီကတော့မတဲတော့ဘူးဖြစ်နေ။ဘာတချင်ကိုကားရမလဲ။ဒီချင်တော့ခန်းလေးခါလဲ
ဒါတော့ဘာလဲမသိဘူးဘာတချင်းလဲဒီကန်တော့နတ်မလဲနတ်မောင်နှမအော်နတ်တချင်းလေးနတ်တချင်းပြည့်တယ် တော်ပြီတော့ပညာတော့မိမိအိမ်ကြီးမဟုတ်ဘူးဆိုတော့လေဘယ်လိုကားမလဲမသိတော့ဘူး အစိမ်းတော်နဲ့တင်မဲ့ အာတပင်မနေစီကားလိုက်မယ်ပြီးလို့စရင်အလူခံတော့မယ်တချင်ရလဲတချင်းမကျဲဘူးနော်တချင်းမကောင်းအတန်မကျဲဘူးဖြစ်နေဆွဲတချင်းကပြလိုက်မယ်နော်ညဟိုတညတော့ကပါလဲမောင်လေးစမ်းဦးတောင်းထားတာမှမတွေ့လို့ကလိုက်မယ်ဆွဲတချင်း